ဆီယာမကျူအမတ်တရအခန်းဆက်အိုးတယောက်ထဲလားဟူသာသူမနှုတ်ဆက်တဟန်ရှိသည်ကံကောင်းထောက်မှစွာအန်တီ၏အိမ်သည်ကျမတို့အင်္ဂလိပ်၏တစ်ဖက်မှရှိနေ၍ကျမခဏတော့ရှောင်နေလို့ရသည်ကြည်စမ်းမအောင်နှင်းစီပင်များအတော်ရှိထွက်နေပြီတစ်ပင်နှစ်ပင်သုံးပင်အိုးဟိုဘက်ကနှစ်ပင်ကမိုးဆက်အောက်မှာ6သွေးလျက်ရှိနေသည်အင်းလေကျမလက်နဲ့မထိရတာဘလောက်တောင်ကြားပြီလေတနည်းနီးပါရှိရောမည်ဒီလောက်ရှင်သန်နေသည်မှာပဲလေအန်တီဤကြီးစုပါပဲတစ်သားလေးကတုံးတစ်ကိုတက်ပြီးတော့အခါပြင်ကင်းချမ်းပြင်ပေါ်ရောက်ချင်းမိုးဆက်မှလွတ်သွား၏တစ်စက်မိန်မှရေတို့စီးကြနေသည်ကြည်စံမိုးရွာထဲမှာဘယ်တော့မဆိုထီမဆောင်ဘူးအမြဲဆူရွှဲလို့မြင်ဝင်စမ်းပါကျမကြားနေကြစကားတန်တစ်ခုဖြင့်ကျမကိုကြိုးစိုးမိသူမရှိပါတော့ပိတ်ထားသောတကားဘေးတွင်ကျမနာမည်ဆိုင်းပုတ်ပြားတစ်ခုသာရှိတော့သည်မိုးတက်လေဖြင့်အနှဲငယ်ချမ်းစိမ့်စိမ့်ဖြစ်သွား၍လက်ပွေအိတ်ထဲမှတော့ကိုကြပြကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟူ၍ကျမတအူသာရှိတော့သည်အိမ်ထဲသို့ဝင်လိုက်သောအခါထုံးစံအတိုင်းတစ်တော်တီနန်းကတင်းမွေးလျက်ရှိသည်မောင်နေတူကျမလည်းအံ့ဩရလာအောင်ဤအိမ်ကလေးသည်တစ်တော်တီနန်းအမြဲတင်းမွေးနေလေသည်မောင်မိုက်သောအဲကန်ကိုစံတဝါဖြစ်မနေပဲနေသားတကြကျမလျှောက်သွားနိုင်၏ကျမတို့အဲကန်မှာစပွဲကလပ်ထိုင်မရှိပါဟောဒီဘက်မှာတောက်ရီအိုးစင်ဒီဘက်ကထောင်ထားသောတင်ပြူးပြလိမ့်နှစ်ခုကျမမှတ်မိနေသည်နေရန်တစ်ဖက်သို့လျှောက်သွားပြီးမီးခလုတ်ကိုဆွဲချလိုက်သည်လင်းလက်သွားသောဖမ်းမီးကြောင်းမီးအောင်အောက်တွင်နေရန်ကကြည်မှန်တဲ့၌ဆိုကပ်နေသောသပင်များနှင့်မျောလင်းချက်ကင်းမဲ့နေသောမျက်နှာတစ်ခုကိုရုပ်ချင်းတွေ့ရသည်လက်ဆွဲတစ်သားကိုကျမ်းပြင်ပေါ်သို့အသာအရာချလိုက်ပြီးအိမ်ဤအေကန်တစ်လျှောက်ဟိုသည်စူးစမ်းကြည့်သည်ကျမမရှိသည့်အချိန်အတွင်းတစုံတစ်ယောက်လာနေသွားသည့်အတွင်အပြင်မရှိပါရခင်တစ်ခေါက်ကျမအပြန်လုံးကမိလျော်ထားခဲ့သည့်တနခါပြိုးပင်ကလေးနှစ်ပင်မှာဗန်အိုးငယ်ကလေးများတဲ့တွင်အရွက်တို့ပင်မရှိတော့ပဲလိန်ချောက်သောအကိုင်းလေးများသာကျန်တော့သည်ဒီအိမ်ကိုမောင်မရောက်လာတာတည်ကြသွားပြီမဟုတ်သေးပါဘူးလေဒီအပင်လေးတွေဒီနေရာမှာရှိနေုံဖြင့်မောင်မလားဟုမပြောနိုင်ပါမောင်ကတမ်းပင်ဆိုင်ဖို့ဝါသနာမှမပါပဲတခုတည်းသောအခန်းသည်တကယ်၍စိတ်ပိတ်လျက်ရှိသည်အခန်းတကားအထက်တွင်တော့အပြင်မှပြောင်းရွှေ့ချိတ်ထားခဲ့သောမောင်နမဲဆိုင်းပုတ်ပြားကလေးရှိသည်အပြင်မှာအထင်အရှားချိတ်ခွင့်မရတော့လေမြည်သူမျှမမြင်နိုင်သောတုတ်ပိတ်ထားတဲ့အခန်းရှိအခန်းတကားအထက်မှာတော့ချိတ်ဆဲခွင့်ရှိလိမ့်မည်ဟုကျမယခုတိုင်ယုံကြည်နေသေးသည်အခန်းတကားကိုတွန်းဖွင့်လိုက်၏မောင်ကိုနန်းမွေတိုင်းရလေရှိသည်ချိုမြသောမောင်ကိုနန်းသည်အခန်းထဲတွင်ကျမလွမ်းဆွနာကျင်စေလောက်အောင်တိတိတတာငွေပြန့်နေလေသည်မောင်ရောက်နေတာတော့မဖြစ်နိုင်ပါကရင်ကောင်းရင်မှမိခလုတ်ကိုစမ်း၍ဖွင့်လိုက်သည်ကျမရင်ထဲမှာလှိုက်ခနဲရင်းဟာသွားသည်ကရင်ပေါ်မှာတင်ပြူးတစ်ချက်သာရှိသည်စပွဲပေါ်တွင်ကျမထားခဲ့သည့်ပန်းဆိုင်အိုးတစ်ခုအတွင်း၌ဘာပန်းဟုမသိနိုင်လောက်အောင်6တွေ့နေသောနှင်းစီပန်းတို့သည်ယခုတိုင်မလဲမပြိုရှိနေသေးသည်စပွဲပေါ်မှာကျမထားခဲ့သောစတော်ဘယ်ရီယိုဘူးနှင့်ပေါင်မုတ်လီတာသည်နေရာမယွင်းသေးပါလက်ညှိုးလေးနှင့်အဖုံးကိုထိတို့ကြည့်လိုက်သည်ဖုံများကျန်းရှာလျက်လက်ညှိုးကိုပြေးကျန်းသွားသည်အတေးအရှာရှိုက်မွေးတော့မွေးနေကြကိုနန်းတစ်ခုအပြင်ဖုံငွေအနံ့ပါရလေသည်မောင်ရောက်လာခဲ့သည့်အထိတ်အမှတ်အဖြစ်တူးလို့တွဲလောင်းချိတ်ဆွဲထားသောအင်ဂျီများပစိုးများမရှိတောက်လက်စာကွန်ပျူတာများအရက်ဖန်ခွက်များစီကရက်အတိုးများမရှိပြန့်ကျဲနေသောဖဲချက်အဟောင်းများမရှိဇာခန်းစည်းကိုပင့်တင်ထားခြင်းမရှိကတင်ဘေးမှကျွတွင်းပေါက်ကိုကျမဖွင့်လိုက်သောအခါလေးနှစ်အတူမိုးဆက်တိတ်ကလေးများကျမမျက်နှာစီသို့ပြေးဝင်လာကြသည်အေးစိမ်သွားသည့်ခံစားမှုကိုရရှိချိန်တွင်ကျမပြုံးမိသွားသည်စပင်ရည်ဆိုအဝတ်ရည်ဆိုနှင့်ခက်ကြကြမတ်တက်ရက်ငင်းငိုင်နေတာများမောင်မြင်ခဲ့လျင်ကျမသည်က
ကတင်ဘေးတက်တာထဲမှညနေတုပ်ပွားကိုအလင်းထုတ်၍သပင်များကိုတုပ်ပြနေမိသည်ညနေတုပ်ပွားမှာပယုတ်လုံးနဲ့မှုေးနေသေးသည်အကယ်၍မောင်ရောက်လာခဲ့ပြီးမောင်ဤဘဝကိုရေတုပ်ခဲ့လျင်ပယုတ်လုံးနဲ့ရှိတော်မှာမဟုတ်တက်တာတဲ့လုံးထွေထည့်ခဲ့သည်မှလည်းသိကြပါသည်လေမောင်ဟာဤအိမ်ကိုဘာအကြောင်းကိစ္စဖြင့်လာမည်နည်းအာရောစိတ်ပြတ်မှုနှင့်အထီးကျန်ဝန်းနေမှုသည်ကျမရင်ထဲမှာလေချောင်းစီအထိစုနှင်လာသည်ဘာတွေပဲဖြစ်နေကျမတယောက်တည်းကြံနေတာတော့သိကြပါသည်လက်ဆွေတက်တာကိုပြန်ယူ၍ယေရှုအဝတ်များကိုလဲသည့်အခါလဲတစုံတစ်ခုလိုအပ်နေသလိုခံစားရသည်အခန်းထဲရှိဖုံများကိုစင်ကြယ်သွားအောင်အနှဲငယ်ပင်ပန်းစွာလှည့်ကျင်းတန့်ရှင်းလိုက်လျင်မောင်ကိုတန်တားစိတ်များအနှဲငယ်ပြေလျော့သွားလိမ့်မည်